ရှုံးပွဲမရှိစံချိန်ကိုရှေ့ဆက်နေဦးမယ်တင်းနီတက်အားလုံးပဲမင်္ဂလာပါများဇွဲ online ပလင်စာပေကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်လက်ချက်ဟာပေးရမတိုင်ခင်မှာရိုဝင်အေမိုရင်လက်ချက်အကောင်းဆုံးပုံစံဖြင့်၅ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကိုရရှိထားပါတယ်ယူနိုက်တက်ကအော်တိုဝါလာအတွင်းမှာ၃ပွဲဆက်တိုက်နိုင်ပွဲကိုရှာဖွေထားပြီးတက်တင်ဟန်နဲ့နော်တင်ဟန်တို့ကိုတည်ကြထားပါတယ်ဒါကြောင့်လည်းအမပေးစရာအဆင့်900နေရာလေးကိုရောက်ရှိနေပြီးတော်ဖိုးနဲ့ဆိုရင်တမတ်ပဲကွာရတဲ့အနေအထားဖြစ်လာခဲ့ပါတယ်ဒီပေမိုရဲရဲ့အေဗာတန်ကတော့ခြေစွမ်းတည်ငြိမ်မှုမရှိဘဲနဲ့ရလက်တွေကတက်လိုက်ကြလိုက်နဲ့ရိုလာကိုစတာစီးနေပါတယ်အေဗာတန်ကနောက်ဆုံး၅ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲတည်ရလက်ထွက်ပေါ်ထားပြီးတော့အဆင့်73မှာရှိနေပါတယ်ယူနိုက်တက်ကအေဗာတန်အပေါ်လွှမ်းမိုးမှုရှိတဲ့မှတ်တမ်းကောင်းတော့ရှိပေမဲ့ပြီးခဲ့တဲ့ရာသီမှာနှစ်ကျော်စလုံးတူးတူးနဲ့တည်ရလက်ထွက်ပေါ်ထားပါတယ်ဒါပေမဲ့ယူနိုက်တက်ကဒဏ်ရာပြဿနာကတော့အနေငယ်ရှိနေပါတယ်ကိုပီမိုင်နုပြန်မကစားနိုင်သေးတယ်လို့ဗဂျမင်ရှက်ကိုကလည်းအနေငယ်အနားယူရအောင်မယ်လို့အီမိုရင်ကဆက်လက်တည်ပြုခဲ့ပါတယ်။ဒါ့အပြင်ကာလာရှီတန်ရာရရှိနေတဲ့လီဆန်ဒိုမာတီနက်နဲ့ဟယ်ရီမကွာယာတို့လည်းပါဝင်နိုင်အောင်မှာမဟုတ်ပါဘူး။အေဗာတန်ဘက်ကတော့ယူနိုက်တက်နဲ့ချိတ်ဆက်ခဲ့မှုတဲ့ဂျာရက်ဘရတ်ဝိတ်အပါအဝင်ကစားမ3ယောက်တန်ရာရရှိနေကြပါတယ်။ယူနိုက်တက်ကဒီယာဒီမှာဥရောပပြိုင်ပွဲတွေကစားရဖို့မရှိတာကြောင့်တပတ်တပွဲ AAC အာယုံဆိုင်ကစားရင်အမှတ်စုတောင်းနိုင်တာပြိုင်ပွဲအသင်းနေတဲ့အားသာချက်တစ်ခုဖြစ်နေပါတယ်။ကစားသမားတွေကလည်းနိုင်ငံတကာပေးရက်မှာပို့ပြီးတော့ပုံစံကောင်းရလာကြပါတယ်။လက်တလုံးမှာတော်ဖီတို့ကကစားမအသစ်တွေကိုအားကိုးနဲ့နီးစနစ်တွေပြောင်းလဲနေတာတော့ရလက်ပိုင်းကတော့တုံရင်းဖြစ်နေပါတယ်။ဒါကြောင့်ပုံစံကောင်းရရှိနေပြီးလမ်းကြောင်းအမှန်ပေါ်မှာရပ်နေတဲ့ United ရဲ့အမြင့်မြန်စိတ်ကိုတားဆီးနိုင်မှာမဟုတ်ပါဘူး။ Top 4 AMC ကိုပုံမနီးဆက်လာနိုင်ဖို့ Old Trafford ပရိသတ်တွေရှေ့မှာ United တို့အနိုင်ရလက်နဲ့အတူရှုံးဝဲမရှိစံချိန်ကိုရှေ့ဆက်နိုင်မယ်ဆိုတာသိကြနေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။